အားလုံးပဲမင်္ဂလာပါရှင်ရွှေသူဒ channel လေးကနေနှွေထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ channel လေးကို like and subscribe နှိပ်ပြီး VPN လေးခန့်ကြည့်ပေးဖို့တောင်းဆိုပါရစေရှင်တခါတော့ကအင်မတန်ဆင်းရဲတဲ့မိသားစုလေးတစုရှိတယ်မိသားစုရဲ့အိမ်တော်ဦးစီးကတော့အလုတ်ကျန်းသမားမိန်းမဖြစ်သူကတော့တပားသူရဲ့အိမ်မှာအိမ်အကူလုပ်ပြီးနေ့စဉ်စားဝတ်နေရေးအတွက်အသက်မွေးဝမ်းကြောင်းပြုကြရပါတယ်အဲ့ဒီအိမ်အကူအမျိုးသမီးရဲ့နာမည်ကအာရှာပါအာရှာဆိုတဲ့အိမ်အကူအမျိုးသမီးဟာအိမ်အကူလုပ်တဲ့အိမ်ပိုင်ရှင်တထင်းမကိုလည်းမမကြီးလို့ခေါ်ပြီးလေးလေးစားစားဆက်ဆက်လေးရှိတယ်။ဒီနေ့မှာအာရှာရဲ့သမီးလေးဖျားလို့မမကြီးစီကိုအလုပ်သွားတဲ့အခါနောက်ကျသွားတယ်။တထင်းမကလည်းအာရှာကိုစူပူချိန်မောင်းခဲ့တယ်။အာရှာရဲ့သမီးလေးကဖျားနေတာမို့အလုပ်လိုက်လာတဲ့အခါမှာလည်းမိဖို့ကြောင့်ထဲမှာအာရှာကရေးတိုက်လိုက်တော့မိဖို့ကြောင့်ကျမ်းပြင်မှာပဲအိပ်ပျော်သွားခဲ့တယ်။အာရှာကမိဖို့ကြောင့်ကိစ္စတွေကိုမြန်မြန်ပြီးအောင်လုပ်ပြီးသမီးလေးကိုပြန်ခေါ်သွားတယ်။နောက်ရက်တွေမှာလည်းအာရှာတဲ့သမီးလေးဟာဖျားနေသေးတာကြောင့်အလုပ်ကိုခေါ်လာတယ်။ဒါကိုတထင်းမကမကြိုက်ဘူး။အာရှာနေဒီကောင်မလေးကိုဘယ်တော့ထိခေါ်လာနေမှာလဲ။နေသမီးဖျားနေတဲ့ယောဂနဲ့ငါသမီးလေးပါကူးစစ်ပြီးဖျားမှစိုးရင်ရတယ်လို့ပြောတော့အာရှာကလည်းဒီနေ့တော့သမီးလေးအဖျားကျနေပါပြီ။မနေ့ပြန်ရစားပြီးတော့အိမ်မှာပဲထားခဲ့ပါမယ်မမကြီးလို့ကြတိပေးလိုက်ရတယ်။ကဲဆိုးမသွားရမိုးလိုက်လို့ရွာဆိုသလိုပဲအာရှာရဲ့အမျိုးသားကလည်းလုပ်ငန်းခွင်ပြောင်းရတာကြောင့်ငွေကြေးအကျပ်အတည်းတွေဖြစ်လာတယ်။မမကြီးကလေးတွေမနစ်ကလေးကဘာမှမဆရသေးဘူးအလောက်ကကြိုးတင်ငွေလေးကြိုးထုတ်ပေးပါလို့တောင်းပန်တော့မမကြီးကသွားအလောက်ကြမမမလာပဲနဲ့အမြဲတမ်းငွေကြိုးထုတ်ကိုပဲတောင်းနေတယ်ဆိုပြီးဒေါသတကြီးနဲ့အော်လှလိုက်တယ်။အဲ့ဒီအချိန်မှာတထေးမရဲ့အမျိုးသားကအာရှာကိုငွေကြိုးထုတ်ပေးဖို့လှုပ်လိုက်တော့လေတထေးမကငွေတွေကိုဆွဲယူလိုက်ပြီးရေတိုင်ကြီးအဟောင်းကြီးကိုကားကိုယ်တော်ကနေအပြင်ထုတ်ခိုင်းပြီးတွားရောက်ခိုင်းလိုက်တယ်အာရှာကလည်းအဲ့ဒီရေတိုင်ကြီးကိုတယောက်တည်းရုန်းကန်ပြီးဆွဲယူသွားရတယ်။ဒါပေမဲ့တွားရောက်မဲ့ဆိုင်ကပိတ်ထားလို့အိမ်ကိုပြန်တယ်လာရပြန်နေ။အိမ်ရောက်တော့အာရှာတယောက်အံ့ဩတုန်လှုပ်သွားတယ်။အာရှာတို့အိမ်ငားနေတဲ့အိမ်ပိုင်ရှင်ကအိမ်ကပစ္စည်းတွေကိုအပြင်ထုတ်ထားပြီးအာရှာရဲ့မိသားစုကိုအိမ်ကနေမောင်းထုတ်နေတာကိုမြင်လိုက်ရတယ်။အိမ်ပိုင်ရှင်ကလွန်ခဲ့တဲ့2လကလေးကတခြားနေရာရှာထားပါလို့ပြောထားတာကိုနင်တို့ကနားမထောင်ကြဘူး။ငါဘာပဲပြောနားမထောင်မဲနေကြတာအခုလိုမောင်းထုတ်မှနားထောင်တော့မလားလို့အိမ်ပိုင်ရှင်ကပြောလိုက်တော့အာရှာတို့မှသွားစရာလာစရာမရှိပဲဖြစ်သွားတယ်။အဲ့ဒီအချိန်မှာပဲမိုးတွေလဲရွာချလာတော့သားသမီးတွေကလည်းမေမိုးရီဆိုပြီးအေးတယ်လို့ပြောတော့အာရှာရဲ့အမျိုးသားကငါတို့တွေမြ мян တစ်ခုခုလုံးမရမယ်မဟုတ်ရင်သားသမီးတွေဖျားတော့မှာပဲလို့ပြောလိုက်တယ်ဒီအဖြစ်တွေဖြစ်နေတဲ့အချိန်မှာပဲအာရှာရဲ့ဖုန်းကအတန်မြည်လာတယ်ဖုန်းကင်လိုက်တော့တထေးမကဟယ်လိုအာရှာရေတိုင်းကြီးရောက်လိုက်ပြီလားဘယ်လောက်ရလဲလို့မေးလိုက်တယ်မိုးဆိုထားတဲ့ဖုန်းမို့အတန်တွေကလည်းပြက်နေပြီးဖုန်းလိုင်းလည်းပြက်သွားတယ်အာရှာမှာသွားစရာနေရာမရှိတော့အမေသားသမီးတွေကိုခေါ်ပြီးဒီရေတိုင်းကြီးထဲမှာပဲနေရအောင်အနည်းဆုံးတော့မိုးခိုနိုင်သေးတယ်လို့ပြောပြီးရေတိုင်းကြီးကိုပဲတကားပေါက်လုပ်ပြီးခုတ်ထက်လိုက်ကြတယ်။အဲ့ဒီညကမိုးတွေတဲကြီးမဲကြီးရွာခဲ့တယ်။အာရှာရဲ့မိသားစုဟာမိုးရေတွေကိုခိုးပြီးရေတိုင်းကြီးထဲမှာပဲအိတ်ခဲ့ရတယ်။နောက်ရက်မှာလည်းအာရှာဟာအလောက်ကိုပုံမှန်သွားနေရတယ်။တထေးမကအာရှာရေတိုင်းကြီးဘလောက်ရလဲလို့မေးတော့အာရှာကကြောက်လန့်လန့်နဲ့မမကြီးရေတိုင်းကြီးလမ်းမှာတယောက်ကခိုးသွားလို့ပါလို့လိန်ပြောလိုက်တယ်။ဒါကိုမမကြီးရဲ့သမီးကမေသမီးဒါတော့ဒီကိစ္စဘာမှမသိတာရှိနေတယ်လို့ထင်တယ်။အာရှာအတော်ကရေတိုင်းကြီးကိုရောင်းပြီးငွေတွေယူထားတာဖြစ်နိုင်တယ်။မေတို့ကိုအာရှာအတော်လိန်နာမျိုးတွေလုံနိုင်တယ်လို့ပြောလိုက်တယ်။မမကြီးကလည်းအေးအခုပဲလိုက်သွားမယ်လို့ပြောပြီးအာရှာနာကိုလိုက်သွားတယ်။တထေးမကအာရှာတို့နေတဲ့နေရာရောက်တော့အာရှာကသူ့အမေကိုအမေမမကြီးကဘာမှမပြောပါဘူးကျမကအမှန်တိုင်းပြလိုက်တော့သူတို့ဘာမှမပြောဘူးလို့ပြောလိုက်တယ်ဒါကိုမမကြီးကြားလိုက်တော့အာရှာရဲ့ဆင်းရဲဒုက္ခတွေကိုမြင်လိုက်ရတယ်မမကြီးဟာမြည်ရည်ကြပြီးအာရှာကိုအခန်းထဲဝင်ပြီးအာရှာနေအိမ်ကရှာနေစရာမလိုတော့ပါဘူးငါနင့်ကိုတန်တရားရှိခဲ့ပြီးတော့အခုလိုအခက်အခဲတွေတွေ့နေတယ်ဆိုတာအခုမှသိတော့တယ်အခုကစပြီးနင်တို့မိသားစုငါတို့အိမ်ကကားကိုယ်တော်မှလာနေနိုင်ပါပြီလို့ပြောလိုက်တယ်လူကျင်ဝအရာတယောက်ကကိုယ့်အတွက်အလုပ်လုပ်ပေးတဲ့အခါမှာသူ့ရဲ့အခက်အခဲတွေကိုနားလည်ပြီးလိုအပ်တဲ့အခါမှာကိုညီပေးရတယ်ဆိုတဲ့အကြောင်းကိုဒီဇလန်လေးကဖော်ပြနေပါတယ်
ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်ကျမတို့ရဲ့ရွှေတူတာ channel လေးကို like and subscribe လေးလုပ်ပြီးဘေးနားက notification လောင်းလေးကိုနှိပ်ပေးခဲ့ဖို့မမေ့ပါနဲ့နော်ဒီနေ့ဇလန်လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲပျော်ရွှင်စရာကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်